စာဂရာမျိုးရဲ့အင်္ဂလိပ်တိတ်မှာတော့ရန်ကုန်သားနေပါတယ်အဲ့ဒီအိမ်ထဲမှာတော့မီနာတောင်အိပ်ပျော်နေပါတယ်ရုတ်တရက်အတန်တန်ကိုကြားလိုက်ရပါတယ်အဲ့ဒါကတော့မီနာရဲ့မာသားကြီးပါအရီနာမီနာကိုနှိုးပါလေရောသမီးမီနာထားတော့လေသမီးမီနာအဲ့ဒါကြောင့်မီနာလည်းတဖြည်းဖြည်းနဲ့နှိုးသွားတယ်ဟာဟုတ်ကဲ့အမေသမီးကိုဘာပြောမလို့လဲဟာသမီးအကွာညာရောက်တော့မှလေထမင်းစားကျင်နဲ့ရောက်နေပြီအဲ့ဒါကြောင့်သွားစားကြမယ်လာထမြင်ထအမေသမီးကျွတ်ဟင်းတွေကို special grant နဲ့ရှက်ထားတယ်အဲ့ဒါကြောင့်သွားစားမယ်ဟုတ်ကဲ့မေဟာမီနာကတော့အိတ်ရှင်နေတော့မှာပဲအဲ့လိုနဲ့ညာဘက်ကိုတဖြည်းဖြည်းနဲ့ရောက်လာပါတယ်ညာဘက်မှာတော့မီနာတို့သားမိလည်းထမင်းနေစားကြတာပေါ့ပါဆက်ကြီးနေနဲ့စားကြတာပါသမီးဘလို့လဲစားလို့ကောင်းရဲ့လားဟုတ်ကဲ့မေရန်ကောင်းတာပဲဒါနဲ့မေသမီးမနဲ့ကြရင်တငယ်ချင်းနေနဲ့ရှောင်းတောင်သွားအောင်မယ်မှားလို့ကန်းချီကိုသွားအောင်မယ်မဒါပေမဲ့ခရီးတော့စိုက်နော်သမီးဘယ်မှရှောင်းမသွားနဲ့တအားလည်းမစောနဲ့နော်အဲ့လိုနဲ့မနက်ဘက်ကိုရှာလာပါတယ်မနက်ခင်းဘက်မှာတော့မီနာတယောက်နနာရဲ့အိမ်ကိုပြေးသွားပါတယ်ဟဲ့နနာအေးပြောနေဘာလုပ်တာလဲဘာလဲကန်းချီသွားမလို့မလားသွားမယ်ဆိုရင်ယူတာအောင်သွားခေါ်လိုက်အောင်ဟာအေးငါသွားခေါ်လိုက်အောင်မယ်အဲ့လိုနဲ့ယူတာရဲ့အိမ်ကိုရှာလာတယ်အန်တီသမီးတို့လေကန်းချစ်သွားမလို့အဲ့ဒါလေအန်တီရဲ့သားကိုခေါ်သွားလို့ရမလားတော့ပေါ့ဒါပေမဲ့ခရီးဆိုင်ပြီးတော့သွားကြနော်အန်နီမဖြစ်စေနဲ့ဒါနဲ့မုံမရှော့ခင်ပြန်လာခဲ့ကြနော်ဟုတ်ကဲ့အန်နီဒီကဲပဲငါတို့ဒီနေ့ကန်းချစ်သွားမှာလားအေးလေသွားမှာပေါ့အဲ့လိုနဲ့ကန်းချစ်ထဲမှာတော့သူတို့၄ယောက်စုံနေလှုပ်နေကြတယ်ကန်းချစ်ထဲမှာတော့အရာအားလုံးဟာအရာကိုတားရနေပါတယ်နေကလည်းဝင်နေပါပြီဒီဖီလင်ကတော့အရာကိုမိုက်ပါတယ်အရင်ပြောစရာကောင်းတာပဲဟာမိုက်တယ်နော်ငါရဲ့ဆုံနဲ့အမြင့်ကြီးပဲဒီဖင်လန်အရန်မိုက်တာပဲငါတော့အရန်ကြိုက်ပဲဟုတ်တယ်ငါလည်းကြိုက်တယ်ဒီဖင်လန်အရန်မိုက်ကြည့်လိုက်ပါဦးငါဆုံအမြင့်ကြီးပဲအေးဟာနောက်ပကြိမ်တော့မုတ်တီဝေးစားပြမယ်အေးငါလည်းစားမှာအဲ့ဒါဆိုနနေတော့ဝက်လာအောင်လေအေးငါတော့ဝက်လာအောင်မယ်နော်အရီနာနလည်းဈေးဝက်နေပါတယ်ဦးလေသမီးကိုလေကိုလာလေးဘူးနဲ့မောက်တရုံပေးပါအရီနာ၄ယောက်သားပါဆက်ကြီးတွေနဲ့စားကြပါတယ်။ဝေါရန်ကောင်းရောပဲဟာအရန်ကြိုက်ပဲ။မုံနဲ့အရှိုးနဲ့ရန်မိုက်ပဲဟာ။ဒါနဲ့ငါတို့စားပြီးသွားရင်ထက်လုံးမယ်နော်စွန်။အေးလှုပ်ကြမယ်လေဟာ။တင်းငါပုံရောက်ပြီနော်။လာလှုပ်ကြမယ်ဟဲ့လှုပ်ကြ။အရီနာစွန်နေလှုပ်ကြပါတယ်။အရန်ပြောစကောင်းတာပဲဟာကြည့်လိုက်ပါဦးငါစွန်အမြင့်ကြီးမဲညို့ထက်မြင့်နေဟာ။အေးဟာငါစွန်လည်းအမြင့်ကြီးမဲ။ငါတော့အရန်ပြောပါပဲ။ဒါနဲ့ငါတို့ဆုံးလို့ပြီးရင်ဘေးသွားကြမလဲအဲ့လိုနဲ့တငယ်ချင်း၄ယောက်သားအရန်ကိုပြောနေကြတယ်လောင်းငါဆိုအောက်ကျသွားပြီဘာလို့ဖြစ်သွားလဲမရဘူးပြန်တက်အရီနာလေးကျင်ကနေလောက်ကြပါတယ်တေနေရှော့တေနေတော့လေးငါအဲ့လိုနဲ့နေဝင်ပြီးမှောင်စာပြုလာပါတယ်တငယ်ချင်းလေးယောက်ကတော့ပျော်နေတုံးပါပဲဟေးငါတို့ဟိုရှိကိုသွားနာကြမယ်ဒါနဲ့မိုးနဲ့ရှုပ်တော့မယ်ဟာငါတို့ပြန်ရအောင်မဟုတ်ငါတို့ရိုက်လိမ့်မယ်ဟာနေရလဲဘာမှမဖြစ်မှာဘူးလာပါသွားကြမယ်အရီနာ၄ယောက်သားတစ်ပင်ကြီးအောက်မှာသွားကစားနေပါတယ်အရာအားလုံးကတော့တာယာနေပါတယ်အဲ့လိုနဲ့တဖြည်းဖြည်းနဲ့မှောင်သွားပါတယ်နာတယောက်ကတော့ဆာကူရာတဲ့စနန်လေးကိုကြည့်နေပါတယ်ဟာမိုးတော့ရှုပ်သွားပြီပဲငါတို့ပြန်ကောင်းမလားထားလိုက်ပါဟာဒီမှာပဲနေရမယ်ဒီမှာမိုးရှုပ်သွားပြီဟာအဲ့ဒါကြောင့်ပြန်ရမယ်အဲ့လိုနဲ့ညရောက်သွားတာကြောင့်သူတို့၄ယောက်လုံးလည်းအိမ်ကိုပြန်သွားကြတယ်ဟဲ့မီနာငါတို့သွားတော့မယ်နော်ဘိုင်ဟုတ်တယ်ဟဲ့ငါလည်းသွားပြီနော်မီနာအရီနာယူတာလည်းသူ့အိမ်ကိုရောက်သွားတယ်အမေအဖေနနလည်းသူ့ရဲ့အိမ်ကိုရှောင်းလာတယ်ကြော်လည်းအိမ်ကိုပြန်ရောက်လာတယ်မီနာရဲ့အိမ်မှာတော့မီနာတယောက်သူ့ရဲ့အမေကိုလိုက်ရှာနေပါတယ်အမေဘေးမလဲအမေသမီးရောက်ပြီလေအမေဘေးမလဲအမေဒီမှာလည်းမရှိပါလားဘေးသွားနာလည်းမသိဘူးရုတ်တရက်တကားခောက်တန်ကြီးကိုကြားလိုက်ရတယ်ဟာဒီရှိန်ဘယ်သူလာနေရလဲဘယ်သူလည်းမသိဘူးအပြင်သွားကြည့်မှဖြစ်မှာအဲ့လိုပြောပြီးသူလည်းအပြင်ကိုထွက်ကြည့်လိုက်တယ်အပြင်မှာတော့နနာတယောက်ရှိနေပါတယ်ဟာနနာနေဘာလုပ်တာလဲဟာနနာနေပါလားဒီဘာလုပ်တာလဲအိမ်မှာငါအဖေနဲ့အမေမရှိဘူးဟာအဲ့ဒါကြောင့်ငါနေရှူလာတာ
တကယ်လားဟာငါမေလည်းအိမ်မှာမရှိဘူးဟာသူတို့ပြောနေတော့မှပဲယူတာတို့နှစ်ယောက်ပြေးရောက်လာတယ်ငါအဖေနဲ့မေလည်းမရှိဘူးဟာဘယ်သွားလဲမသိဘူးအေးဟာငါအိမ်လည်းမရှိဘူးဘယ်သူမှလည်းမရှိဘူးဒါဆိုငါတို့ဘယ်လိုလုပ်ကြမလဲအဲ့ဒါကြောင့်မီနာလိုလည်းလန့်သွားတာပေါ့ဒါဆိုငါတို့ဘာဆက်လုပ်ကြမလဲဘယ်သူမှလည်းမရှိဘူးငါတို့ရှယ်ရီကဆက်တော့ဆိုင်သွားကြမလားအမှလူရှိမှာပေါ့အေးဟာအဲ့ဒါဆိုရင်လည်းသွားကြည့်ကြမယ်အရီနာသူတို့၄ယောက်လည်းရှယ်ရီကဆက်တော့ဆိုင်ကိုပြေးလာကြတယ်ဒါပေမဲ့အထက်ထဲမှာဘယ်သူမှမရှိနေပါဘူးဟာဘယ်သူမှလည်းမရှိပါလားသူတို့၄ယောက်လည်းလက်နေပါပြီဆိုင်ထဲကိုဝင်ကြည့်ကြတယ်ဘယ်သူမှမရှိနေပါဘူးဒေါ်လေးအထက်မှာဘယ်သူမှမရှိဘူးလားဒေါ်လေးဆိုင်ထဲမှာတော့လူလည်းမရှိပါဘူးကြောင်လည်းမရှိပါဘူးဟာဘယ်သူမှမရှိပါလားဒါဆိုငါတို့ဘယ်လိုလုပ်ကြမလဲဒါဆိုငါတို့အားလုံးရဲစခန်းကိုသွားကြည့်ကြမယ်အမှလူရှိမှာပဲအေးဟာသွားမယ်ဟာအရီနာသူတို့၄ယောက်လုံးရဲစခန်းကိုရောက်လာတယ်ဒါပေမဲ့ရဲစခန်းမှာဘယ်သူမှမရှိနေပါဘူးဦးရဲကြီးဘယ်ရောက်သွားရလဲရဲစခန်းထဲမှာတော့ဘယ်သူမှမရှိနေပါဘူးဟာဘယ်သူမှလည်းမရှိဘူးဟာဘယ်လိုလုပ်ကြမလဲဒါဆိုငါတို့အားလုံးကုံစုံဆိုင်ကိုသွားကြမယ်အေးဟာအဲ့ဒီဆိုင်မှာသွားစားရှိတော့တယ်အရီနာသူတို့အားလုံးလည်းကုံစုံဆိုင်ကိုရောက်လာကြတယ်ကုံစုံဆိုင်ထဲမှာတော့ဘယ်သူမှမရှိနေပါဘူးအဲ့ဒါကြောင့်သူတို့လည်းမျက်လုံးကြည့်ပြူးသွားတာပေါ့ဟာဆိုင်ထဲမှာဘယ်သူမှမရှိပါလားသူတို့လည်းဘယ်သူမှမရှိတာကြောင့်လမ်းပေါ်မှာမတ်တက်ကြီးတွေရပ်နေကြတယ်ဟာဘယ်သူမှလည်းမလာပါလားကားတစ်စီးမှလည်းမတွေ့ရဘူးဘယ်သွားခုံကြရလဲဒါဆိုငါတို့ဘယ်လိုလုပ်ကြမလဲဟာတောက်ကွိုင်မယ်အားပါဟာငါတို့ဆက်ရှာကြမယ်ရှုပ်တည်းမီနာကပြောလိုက်တယ်ဟာအဲ့ဒါဘသူလဲယူတာနင်နောက်ကိုလှမ်းကြည့်အောင်ဟာငါနောက်မှာဘသူရှိလို့လဲဟာယူတာရဲ့နောက်မှာတော့လူတယောက်မတ်တက်ကြီးတွေရပ်နေပါတယ်အဲ့ဒီလူကနင်နောက်မှာနင်လှမ်းကြည့်လိုက်အောင်ယူတာလည်းလှမ်းကြည့်လိုက်တယ်သူတို့ရဲ့ခလန်းလန်းမှာတော့လူတယောက်မတ်တက်ကြီးတွေရပ်နေပါတယ်အဲ့ဒီလူကတော့လက်ထက်မှာဓာကြီးတစ်ချိုင်းကိုကင်ထားပါတယ်ခေါင်းလည်းမပါပါဘူးခေါင်းပြက်ကြီးပါဟာအဲ့ဒါတရေပဲဟာပြေးတော့ဟုတ်တယ်ပြေးညီတို့ပြေးမိတော့နဲ့အရီနာသူတို့အားလုံးထွက်ပြေးကြတယ်ပြေးထားဟာမြန်ပြေးရုပ်တရက်အဲ့ဒီလူကြီးကသူတို့ရဲ့အရှိမရှောင်းနေတယ်ဟာအဲ့ဒီလူကဘယ်လိုရှောင်းလာလဲကြီးလေကြိုက်တလောက်ပြေးပြေးတော့အရီနာသူတို့လည်းပြေးကြပါတယ်လမ်းတနေရာရောက်တော့ရက်လိုက်တယ်အတန်ကိုကြားလိုက်ရတယ်အဲ့ဒါကတော့ခလန်းလန်းမှာကြောရဲ့အမေကလှမ်းခေါ်နေရပါအဲ့ဒါငါမေမလားတာကြောလာအမေရှိလားအိမ်ပြန်ကြမယ်တာကြောအမေရှိလားအိမ်ပြန်ကြမယ်အေးစစအတန်ကြီးနဲ့ခေါ်နေတာပါအမေကြောငါညို့လာလို့ပြောနေရလေဟဲ့ကြောနေမသွားနဲ့အဲ့ဒါနေမမဟုတ်ဘူးတရေပဲဖြစ်ရမယ်ဒါပေမဲ့အဲ့ဒါငါမေတွေဟာအဲ့ဒါတရေပဲမဟုတ်ဘူးအဲ့ဒါနေမမဟုတ်ဘူးမသွားနဲ့ဒါပေမဲ့လည်းသူတို့ရဲ့အရှိမတော့ခေါင်းပြက်တရေကြီးရောက်နေပါပြီအလုံးလည်းလှည့်ကြည့်လိုက်တယ်သူရောက်နေပြီအရီနာကြောရဲ့အမေကလှမ်းអော်တယ်ကြောလာလေအမရှိလားကြောက်စရာကောင်းတဲ့အတန်ကြီးကြောင်သူတို့အားလုံးလည်းလန့်သွားတာပေါ့အရီနာပြေးကြတယ်ပြေးဟဲ့ပြေးအဲ့ဒါတရေကြီးပဲဟာပြေးဟဲ့ပြေးအဲ့လိုနဲ့သူတို့အားလုံးလည်းထွက်ပြေးနေကြပါတယ်အဲ့လိုနဲ့လမ်းတနေရာကိုရောက်လာတယ်တိမ်မကြလိုက်ပါဘူးငိုတန်တစ်ခုကိုကြားလိုက်ရတယ်အဲ့ဒါကတော့ကလေးတယောက်ငိုနေတာပါကလေးဒီမှာဘာလုပ်နေရလဲဘာလို့ငိုနေရလဲအဲ့ဒါအကြောင်းကလေးလည်းလှည့်လာပါတယ်မမတောင်ကြောက်တယ်မထားခဲ့ပါရဲ့နော်တောင်ကြောက်တယ်မနေရဘူးအဖေနဲ့အမေကပြောသွားလည်းမသိဘူးအဲ့လိုပြောပြီးအာပြည့်ကြီးနဲ့ငိုနေပါတယ်အဲ့မှာအမတို့မထားခဲ့ပါဘူးလာလေအမတို့လိုက်ခဲ့ဟုတ်ကဲ့အမပြောနေတုန်းမှာပဲသူတို့ရဲ့ရှေ့မှာဆွမ်းနာတရေတွေရောက်လာပါတယ်အဲ့ဒါကြောင့်သူတို့လည်းကြည့်လိုက်တယ်ပြေးဟဲ့ပြေးအရီနာသူတို့လည်းထပ်ပြေးရတယ်အရီနာတနေရာကိုရောက်လာတယ်မမတို့ဒီတဲဝင်သွားလိုက်ပါဒါဆိုရင်မမတို့အိမ်ကိုပြန်ရောက်သွားလိမ့်မယ်မြန်လေးဝင်မှာမဟုတ်ရင်ဒီတဲရောက်သွားလိမ့်မယ်ဒီမှာပဲတက်တက်လုံးနေသွားရလိမ့်မယ်ဒါနဲ့မရောက်မလိုက်ဘူးလားအမားတို့ပဲသွားကြပါဒါလိုက်လို့မရတော့ဘူးဘာလို့လဲဆိုတော့ဒါတိတ်သွားပြီလေအဲရစ်ကကြောင်သူတို့အားလုံးလန့်သွားကြတယ်အမဘာဖြစ်အမားတို့ကျေးဇူးတင်ပါတယ်နော်
အဲရီနာသူတို့အားလုံးလည်းအထက်ကိုဝင်သွားကြပါတယ်။ဘိုင်းသူတို့အားလုံးလည်းဝင်သွားကြတယ်။အဲရီနာခေါ်တဲ့နေကိုကြားလိုက်ရတယ်။မီနာလည်းနိုးလာတယ်။သူတို့ရဲ့ရှေ့မှာတော့သူတို့ရဲ့မိဘတွေရှိနေပါတယ်။ဟဲ့ကလေးတွေချားတော့လေမီနာလည်းနိုးလာပါပြီ။မီနာနိုးလာပြီလား။ဟမ်ငါအိမ်မရောက်လာပြီလားဟာ။ဟဲ့ကလေးတွေထားကြတော့အကြမ်းမပဲအားလုံးနိုးသွားကြတယ်။ကလေးတွေဒီမှာဘာလို့အိမ်နေရလဲနောက်ခါကျဒီမှာမအိပ်ရဘူးနော်ဟုတ်ကဲ့မေအေးအဲ့ဒါဆိုရင်လည်းအိမ်ပြန်ကြမယ်လေအဲ့လိုနဲ့အရာအားလုံးအဆင်ပြေသွားပြီးဇလန်လေးလည်းအံ့သွားပါတော့တယ်